အချစ်ဆိုတာနှလုံးသားရေးရခံစားချက်တတ်ပဲလားဒါမှမဟုတ်ကိုယ့်ရဲ့ဘဝကိုမြင့်တင်ပေးမယ်စီးပွားရေးဒီရေးလားတက်စေမယ်ရှုပ်ဝက်ချက်တစ်ခုလားတချို့စုံဝဲတဲ့ပေါင်းလိုက်တာနဲ့ဘာလို့လို့အောင်မြင်နေကြတယ်အိမ်အောင်ကြမှာစီးပွားတက်တယ်ချစ်သူရမှာဘဝကြီးကတိတိတတ်တာတိုးတက်လာတယ်ဆိုတဲ့စကားတွေကိုသင်ကြားဖူးမှာပါဒါဟာတိုက်ဆိုင်မှုတတ်လားဒါမှမဟုတ်သူတို့ရဲ့မွေးနေ့နန်းစာသားတွေရာအချင်းချင်းဖြည့်ဆည်းပေးနိုင်တဲ့တတ်တဘာဝတွေကြောင့်လားလူနှစ်ယောက်ပေါင်းဖက်ကြတဲ့အခါတယောက်ရဲ့အားနည်းချက်ကိုတယောက်ကဖုံးကွယ်ပြီးတယောက်ရဲ့အားသာချက်ကိုနောက်တယောက်ကပံ့ပိုးနိုင်မယ်ဆိုရင်အချစ်ရေးတင်မကပဲငွေကြီးစီးပွားရေးမှာပါမထင်မှတ်ထားလောက်အောင်မြင်နိုင်ပါတယ်မေးလို့လားလို့တာယာတဲ့လတွေမှာမင်္ဂလာပွဲတွေဆင်နွှဲဖို့ပင့်စင်နေကြတဲ့ဇုံတွဲတွေပဲဖြစ်ဖြစ်အခုမှဘဝကိုအတူတူတီးဆောက်ကြမယ်ချစ်သူတွေပဲဖြစ်ဖြစ်ဒီအကြောင်းအရာကိုမထင်မနေတီးထားတင်ပါတယ်မင်္ဂလာပါဟီယန်ရှိမြန်မာ channel ကနေကြိုးဆိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့မြန်မာရိုးရိုးနှိမ့်နံစားတာတွေ့ချမှုတွေနဲ့စိတ်ပညာသဘောတရားတွေကိုပေါင်းဆက်ပြီးဘလူနှိမ့်နံစုံတွေပေါင်းဖက်မိရင်စီးပွားဒီအလားတက်စေမလဲဆိုတဲ့အကြောင်းကိုအသေးစိတ်ဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တနင်္ဂနွေနေ့တောက်ကြခေါင်းဆောင်မှုနဲ့ဆွဲဆောင်မှုပေါင်းဆက်ခြင်းတနင်္ဂနွေသားသမီးတွေဟာမူရပါခေါင်းဆောင်မှုစွမ်းရည်ရှိကြတယ်ဆုံးဖြတ်ချက်ပြတ်သားတယ်ရည်မှန်းချက်ကြီးမားတယ်ဒါပေမဲ့တခါတလေမှာအရန်တင်းမှာတတ်ပြီးလူမှုဆက်ဆံရေးမှာအားနည်းတတ်ကြပါတယ်ဒီနေရာမှာတောက်ကြသားသမီးတွေကဝင်လာပါပြီတောက်ကြတွေဟာစကားပြောဆိုဆက်ဆံရမှာအလွန်ပြေးပြက်ပြီးလူချစ်လူဖြင့်ပေါ်များကြပါတယ်ဒီနေ့ရောက်ပေါင်းဖက်မိသွားတဲ့အခါစီးပွားရေးလုပ်ငန်းတစ်ခုမှာတနင်္ဂနွေကနောက်ွယ်ကနေစီမံခန့်ခွဲသူယင်းနှီးမြုပ်နှံမှုတွေကိုဆုံးဖြတ်ပေးသူနေရာကနေနေပြီးတောက်ကြကရှေးထွက်ပြီးဈေးကွက်ရှာဖွေရဲဖောက်တယ်ဒီနဲ့ဆက်ဆံရေး PR အပိုင်းကိုတာဝန်ယူလိုက်မယ်ဆိုရင်အလုံးကိုလိုက်ဖက်တဲ့စီးပွားပဲစွန်တယ်ဖြစ်ရပါတယ်ဥပမာဘေးထွက်ဝင်ငွေအနေနဲ့ကိုပိုင်လုပ်ငန်းလေးတွေစလုပ်တဲ့အခါတနင်္ဂနွေကစနစ်တကျတွက်ချက်စီခြင်းပြီးတောက်ကြက live link ရောက်တာမျိုး customer တွေနဲ့စကားပြောတာမျိုးလုပ်ရင်အောင်မြင်မှုကမြန်ဆန်ပါတယ်တယောက်ရဲ့ပြတ်သားမှုနဲ့တယောက်ရဲ့ညင်သာမှုကိုပေါင်းဆက်သွားတဲ့အခါအလွန်အကျိုးပေးတဲ့နေနန်းစုံတွေဖြစ်ပါတယ်တနင်္လာနဲ့ဗုဒ္ဓဟူတည်ငြိမ်မှုနဲ့ညံ့ရည်ထမြက်မှုတနင်္လာသားသမီးတွေရဲ့အထူးအားသာချက်ကတည်ငြိမ်တဲ့စိတ်ရှိတဲ့ငွေကြီးစီမံခန့်ခွဲမှုမှာတတိထားရပြီးစုဆောင်းရတာကိုသဘောကျတယ်ဗုဒ္ဓဟူသားသမီးတွေကတော့အမြဲတမ်းတက်ကြွနေတယ်ညံ့ရည်ထမြက်တဲ့စိတ်ကူးသက်တွေအမြဲထွက်နေတာစီးပွားရေးမျက်နှာစာမှာဒီစုံတဲဟာငွေကြီးဆိုင်ရာအသိဉာဏ်အပြည့်အဝရှိတဲ့စုံတွဲလို့ဆိုနိုင်ပါတယ်ဗုဒ္ဓဟူသားသမီးကခက်ရည်စည်းကြောင်းကိုကြည့်ပြီးရွှေဝယ်စုမလားနိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမလားဆိုတဲ့အကြံဉာဏ်သက်တွေအခွင့်အလမ်းသက်တွေကိုအမြဲရှာဖွေပေးတတ်ပါတယ်ကနင်းလာသားသမီးကတော့အဲ့ဒီအကြံဉာဏ်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့လိုအပ်တဲ့ငွေကြေးကိုစနစ်တကျစီမံပေးတယ်ချုပ်ကုန်ပေးတယ်ဗုဒ္ဓဟူရဲ့အလောတကြီးလှုပ်တတ်တဲ့စိတ်ကိုတနင်းလာက break out ပေးနိုင်ပြီးတနင်းလာရဲ့နှီးကွေးတတ်တဲ့တဘာဝကိုဗုဒ္ဓဟူကတွန်းတင်ပေးနိုင်တဲ့အတွက်နှစ်ယောက်ပေါင်းလိုက်ရင်စီးပွားရေးတည်ငြိမ်ပြီးတဖြည်းဖြည်းချင်းကြီးပွားလာမယ့်စုံတွဲမျိုးဖြစ်ပါတယ်အင်္ဂါနဲ့ကြာသပတေးရဲရဲမှုနဲ့စင်ကျင်တုံရအင်္ဂါသားသမီးတွေဟာဇွဲလုံးလားအလွန်ကလေးပါပါတယ်အလုတ်လို့ရင်ဘယ်တော့မှနောက်မဆုတ်လို့ရဲရဲဝံ့ဝံ့ဆုံးဖြတ်တတ်တယ်စွမ်းစားရတာကိုနှစ်တတ်တယ်ကြာသပတေးသားသမီးတွေကတော့ပညာကုန်းကိုအလေးထားတယ်အရာရာကိုအကျိုးချောင်းစင်ကျင်သုံးသပ်ပြီးမှလုပ်တတ်တယ်ဒီစုံတွဲဟာစီးပွားရေးလုပ်ငန်းကြီးတွေတည်ထောင်ဖို့အကောင်းဆုံးပါတယ်အင်္ဂါရဲ့စွမ်းစားလိုစိတ်ကြောင့်လုပ်ငန်းသစ်တွေစတင်ရဲပေးမြဲအမားမပါအောင်ကြာတာပလေးကနောက်ကနေအကြံပေးပဲ့ခွင့်ရှင်အထည်ရပ်တည်ပေးပါတယ်အထူးသဖြင့်ဆိုင်ကန်းထွင်တာအင်ချန်မြေဝေရောက်ဟုတ်တာကြီးမားတဲ့ယင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါကြာတာပလေးရဲ့တွက်ချေကြိုက်မှုနဲ့အင်္ဂါရဲ့ရဲရဲမှုတို့ကအချို့ညီပေါင်းဆက်သွားပါတယ်ပြဿနာကြုံလာတဲ့အခါမှာလည်းအင်္ဂါကရင်ဆိုင်ဖြေရှင်းပြီးကြာတာပလေးကနီးဖြူဟောချပေးတဲ့အတွက်အခက်အခဲတွေကိုအလွယ်တကူကျော်လွှားနိုင်ပြီးစီးပွားဒီအလားတတ်စေမဲ့အတွဲဖြစ်ပါတယ်စနီနဲ့ရာဟုဇွဲလုံလနဲ့ထိုးသွင်းတည်မြင်မှုစနေသားသမီးတွေဟာဒုက္ခကိုခံနိုင်ရအရှိဆုံးအပင်ပန်းခံနိုင်ဆုံးနဲ့တာဝန်ယူမှုအရှိဆုံးသူတွေဖြစ်ပါတယ်ရာဟုသားသမီးတွေကတော့အဝဲကိုကြုံမြင်တတ်တဲ့အမြင်ရှိတယ်အကဲခတ်ကောင်းတယ်ဒီစုံတွဲဟာအောက်ခြေကနေစတင်ပြီးကိုဒူးကိုကျွန်းစ조사ရတဲ့နေရာမှာပြိုင်ဘက်ကင်းပါတယ်နေအောင်စလုံးကဘဝကိုအလွယ်တကူမရနိုင်ဘူးဆိုတာကိုနားလည်ထားတဲ့အတွက်အချင်းချင်းနားလည်မှုအပြည့်ရှိကြတယ်ရာဟုကဈေးကွက်အခြေအနေအနာဂတ်မှာဖြစ်လာမယ့်အပြောင်းအလဲတွေကိုကြိုတင်ခံမှန်းပြီးစနေကိုလမ်းပြပေးတယ်။စနေကအဲ့ဒီလမ်းကြောင်းအတိုင်းမမောမပန်းမဲ့အကောင့်တွေဖော်တယ်။တယောက်ကိုတယောက်ကြောချင်းကပ်ပြီးအလုပ်လုပ်ကြတဲ့အတွက်သူ့တပားမနာယူလောက်အောင်မြင်မှုတရဖူးဆောင်နိုင်တဲ့စုံတွဲတွေဖြစ်ပါတယ်။အခြေရေးနဲ့စီးပွားရေးစိတ်ပညာသဘောတရားများနေနံတွေလိုက်ဖတ်နေပြီလို့တိုင်ပြီးပြင်ရမလား။မဟုတ်သေးဘူး။စိတ်ပညာရှုထောင့်ကနေကြည့်မယ်ဆိုရင်စီးပွားတတ်တဲ့စုံတွဲတွေမှာတူညီတဲ့အလေးအကျင့်ကောင်းတွေရှိကြပါတယ်။အစိုးမြင်စိတ်ကိုဖယ်ရှားခြင်း overcoming crab mentality
လူအဖွဲ့အစည်းမှာအချင်းချင်းအောက်ကိုဆွဲချတတ်တဲ့စိတ်ထားရတွေရှိတတ်ပေမဲ့အောင်မြင်တဲ့စုံတွဲတွေကတော့တယောက်အောင်မြင်မှုကိုတယောက်ကဂုဏ်ယူဝမ်းမြောက်ပေးကြပါတယ်ကိုချေတောင်းအလို့မှာယာရုတိုးရင်ဝင်ငွေပိုကောင်းလာရင်ဝင်တိုးချမျိုးမရှိဘဲနဲ့ပိုမြင့်လာတဲ့နေအားရောက်အောင်ပံ့ပိုးပေးကြပါတယ်ပွင့်ဝင်းမြင်သားတဲ့ငွေရေးစီမံမှု transparent financial goals စီးပွားတက်မဲ့စုံတွဲတွေဟာငွေရေးနဲ့ပတ်သက်ရင်ဖုံးကွယ်ထားကမျိုးမရှိပါဘူးတလားကိုဘယ်လောက်စုမလဲဘယ်နေရာမှာယင်းနှိမ့်မြုပ်နှံမလဲဆိုတာကိုအကျူတူတိုင်ပင်ကြပါတယ်ဥပမာရွှေဝယ်စုတာမျိုးကားဝါ shop လိုလုပ်ငန်းတွေမှာငွေကျူတီမြုပ်နှံထားတာမျိုးတွေကိုတေချာတိုင်ပင်ပြီးမှလုံဆောင်ကြပါတယ်တယောက်ရဲ့အားနည်းချက်ကိုတယောက်ကကာကွယ်ပြီးချင်းလူတိုင်းမှာအားနည်းချက်ကိုစီရှိပါတယ်အမျိုးသားကစိတ်မြန်ရှိပင်ရင်အမျိုးသမီးကစိတ်ရှည်ရှည်နဲ့ထင်းချောင်းပေးရပါတယ်တချို့ကိစ္စတွေမှာကိုကရှေ့ထွက်ရှင်းရမယ်တချို့ကိစ္စတွေမှာနောက်ဆုတ်ပေးရမယ်ဆိုတာကိုနားလည်ထားကြပါတယ်ဒါဟာရေရှည်တည်တတ်တဲ့ဆက်ဆံရေးရဲ့အခြေခံအုတ်မြစ်ပါပဲဒီနေ့ပြပြပေးသွားတဲ့နေတန်စုံတွဲတွေအကြောင်းကတော့ရှေးမြတ်မအယူအဆတွေနဲ့လက်တွေ့ဘဝမှာအောင်မြင်နေကြတဲ့စုံတွဲတွေရဲ့သဘာဝကိုပေါင်းစပ်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ချစ်သူအိမ်တောင်ဘက်နဲ့နေတန်မကင်ညီဘူးဆိုရင်တော့စိတ်တမကြပါနဲ့။အရေးအကြီးဆုံးကတယောက်နဲ့တယောက်နားလည်မှုယုံကြည်မှုနဲ့လက်တွဲမဖြိုဖဲစ조사သွားဖို့ပါပဲ။ချစ်ချင်းမေတ္တာနဲ့တိဆောက်ထားတဲ့ဘလို့စုံတွဲမှုဆိုစ조사အားထုတ်မှုပါလာရင်စီးပွားဒီရေအလားတက်လာမှာအသေးကြပါပဲ။ဒီဗီဒီယိုလေးကတင့်ကြတဲ့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။တင့်ချစ်သူနဲ့တင်ကောဘယ်နေနေတွေလဲဘလို့အချင်းချင်းပံ့ပိုးပေးဖြစ်လဲဆိုတာကို comment မှာရေးသားမျှဝေပေးသွားပါဦးနော်။နောက်ထပ်လည်းအချစ်ရေးလူမှုဆက်ဆံရေးနဲ့ဘဝတိုးတက်ရေးဆိုင်ရာစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ He and She မြန်မာ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော် N ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်